ရှင်ခုကျမကတော့ Macro Outdoor Area မှာကျင်းပပြုလုပ်နေတဲ့ Number 1 Service ရဲ့ Promotion Event လေးကိုရောက်ရှိနေရပဲဖြစ်ပါရဲ့ရှင် Number 1 Service ရဲ့ Promotion Event မှာဆိုလို့ရှိရင်ခုလိုမျိုးလာရောက်ဈေးဝယ်ကြတဲ့ Customer တွေကိုစီကားတိုင်းနဲ့စာပြင်ရမှာဖြစ်ပါရဲ့ရှင်ဆိုလို့ရှိရင်ဟန်လာနဲ့ဒီမေးခွန်းလေးနေဖို့လိုက်ခဲ့ပါအောင်နော်မင်္ဂလာပါရှင်Number 1 Service ကပါရှင်ဟိုတခုလောက်မေးလို့ရမလားရှင်မေးပါခင်ဗျဟုတ်Number 1 Service ဆိုတာလေးကိုသိလားရှင်ကျွန်တော်မသိဘူးဗျဟုတ်ညီမတို့ရဲ့ Number 1 Service ဆိုတာကအကိုတို့အိမ်မှာရှိနေတဲ့အိမ်သုံးဆောင်လျှက်စစ်ပစ္စည်းတွေပြတ်လို့ရှိလို့ရှိရင် application ကနေ booking တင်လို့ရရလေးပါရှင်ဟုတ်ကဲ့ပါဟုတ်ညီမ Number 1 Service ရဲ့အားသာချက်ကတော့ကျွမ်းကျင်တဲ့ပညာရှင်တွေကိုအချိန်မရွေးနေရမရွေးအိမ်ကနေအလွယ်တကူခေါ်ယူနိုင်တာကြောင့်အကိုတို့အနေနဲ့အချိန်ကုန်သက်သာတာပါပဲဒီ event လေးမှာတခါတည်း application လေးကို download လုပ်ပြီးတော့ booking တင်ပေးမယ်ဆိုလို့ရှိရင်တော့ဆုလက်ဆောင်လေးလည်းထုတ်ပေးသွားအောင်ပါပါရှင်ဟုတ်ဒါအပြင်15% discount လည်းပေးသွားအောင်ပါပါရှင်အခုလိုပေါင်ပေးရတဲ့ကျေးဇူးများတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဦးလေးလည်းရှင်ဟုတ်အမမင်္ဂလာပါဟုတ်အမတို့ဟုတ်အချိန်လေးခဏလောက်ပေးလို့ရမလားရှင်ရပါတယ်ရှင်ဟုတ်မင်္ဂလာပါအမညီမတို့ကတော့ Number 1 Service ကပါရှင်ဟိုမိခွန်းလေးတစ်ခုလောက်မေးမယ်နော်ဟုတ်ကဲ့ပါရှင်ဟုတ်Number 1 Service ဆိုတာလေးကိုသိလားရှင်သိပြီရှင်ဟုတ်ကဲ့ဟုတ်ညီမတို့ရဲ့ Number 1 Service ဆိုတာကအမတို့အိမ်မှာရှိနေတဲ့အိမ်သုံးဆောင်လျှက်စစ်ပစ္စည်းတွေပြတ်လို့ရှိလို့ရှိရင် booking တင်လို့ရတဲ့ application လေးပါရှင်ဟုတ်Number 1 Service ရဲ့အားသာချက်ကတော့အချိန်မရွေးနေရမရွေးကျွမ်းကျင်ပညာရှင်တွေကိုအလွယ်တကူခေါ်ယူနိုင်လို့အချိန်ကုန်သက်သာတာပါပဲဟုတ်အမတို့အနေနဲ့ဟိုဒီ Number 1 Service application လေးကိုဟိုဒီ event လေးမှာတခါတည်း download လုပ်ပြီးတော့ booking တင်သွားမယ်ဆိုလို့ရှိရင်ဆုလက်ဆောင်လေးလည်းပေးသွားအောင်ပါပါရှင့်ဟုတ်ပါလိုက်မယ်ဟုတ်ကဲ့ရှင်အဆိုဖုန်းလေးနော်ဟုတ်နားလို့နော်โอเคမှာကျေးဇူးပါဟုတ်ဒီ event လေးမှာတခါတည်း booking တင်သွားမယ်ဆိုလို့ရှိရင်လေ15% discount လေးပေးဦးမှာပါရှင်ဟုတ်ကဲ့ပါရှင်အခုလိုပါဝင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ကဲ့ရှင်ဟုတ်လက်ဆောင်လေးပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ရှင်